တတန်တရားလုံးကပါရမီတွေအပြည့်ဖြည့်ခဲ့ပါတယ်ဆိုတဲ့ပါရမီရှင်ကြီးတောင်မှသိခံရတာဗျဟိုမာဂန္ဒီဆိုတဲ့မိန်းမတယောက်နဲ့တွေ့တာကြားဘူးတယ်မဟုတ်လားအေးသူ့အဖေကလည်းမာဂန္ဒီသူ့အမေကလည်းမာဂန္ဒီသမီးအချောသမီးအလှဟာဖယားကလည်းတပ်ပယ်လိုက်တာဒီလောက်ချောလှတဲ့ယောက်ျားမမြင်ဘူးဆိုပြီးတော့သမီးထိုးအပ်တာလေအဲ့ဒီမှာမြတ်စွာဘုရားကဒီ32ခုထာသာအညစ်အကြေးစုဝေးကိုငါခြိတောင်းနဲ့တောင်မတို့ခြင်းဘူးလို့အမေအဖေတရားသူရမဲ့အရေးကိုရှေ့ရှုပြီးတော့အဲ့ဒါလိုပြောလိုက်တာအဲ့ဒါကိုမာဂန္ဒီရန်ညိုးဖွဲ့တယ်ငါတနေ့ဘာဖြစ်မလဲမသိနိုင်ငါရဲ့ရုပ်အဆင်းကအင်မတန်တင့်နေတယ်သူထင်တဲ့အတိုင်းပဲမိဖုရားကြီးဖြစ်တယ်ဥဒ္ဒေနာမင်းရဲ့မိဖုရားဖြစ်တယ်နော်ကောတံဘီပြည့်ရှင်ရဲ့မိဖုရားခေါင်ဖြစ်တယ်ဖြစ်တော့အဲ့ဒီမျိုးကိုဘုရားလည်းကြွသွားပြီဆိုတော့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့သေတောက်ကျူးတွေကိုပတ်စံပေးပြီးတော့ခိုင်းတာဘုရားကိုဆဲခိုင်းတာဆဲတာမှအမျိုးမျိုးပပဆက်ဆက်ဆဲတာဆဲတော့ရှင်အာနန္ဒာကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားကောတံဘီကလူတွေဟာသိရိုင်းတာပဲတဲ့ဒီလိုနေရာမျိုးသာသနာမပြုသင့်ဘူးမနေသင့်ဘူးတပည့်တော်တို့တနေရာပြောင်းကြပါစို့စိတ္တအာနန္ဒာအဲ့ဒီမင်းပြောင်းတဲ့နေရာကတော့ဒီလိုဆဲမယ်ဆိုရင်ဘယ်လိုဆက်လုပ်မလဲတဲ့နောက်ထပ်မဆဲတဲ့တနေရာပြောင်းမယ်ဖေ။အဲ့ဒီနေရာကဆဲရင်ကောနောက်ထပ်တနေရာဖေ။မင်းဟန်ကထွက်ပြေးနေတဲ့နီလန်းကြီးပဲတဲ့။ဟုတ်လား။မြတ်စွာဘုရားကဖြစ်လာတဲ့ပြဿနာကိုဒီနာတင်ပြေးလေအောင်ရှင်းရတယ်တဲ့။ချီးမွမ်းတာပဲဖြစ်ဖြစ်ကဲ့ရဲ့တာပဲဖြစ်ဖြစ်ခုနှစ်ရက်အပြင်မနေဘူး